line 5ခုရရုံနဲ့ monetization ပေးတဲ့ app တစ်ခုကိုမိတ်ဆွေတို့သိပြီးပြီလားခင်ဗျာ Facebook တော့မဟုတ်တာကျင်းနေပါတယ်အဲ့လာကတော့ Weifu ဆိုတဲ့ app ကလေးတစ်ခုပဲဖြစ်ပါတယ်ဒီအကြောင်းကိုကျွန်တော်ဒီနေ့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအနောက်ကနေပြီးတော့အစားဆုံးတစ်ချက်လိုက်ကြည့်ပေးပါဦးကျွန်တော်နာမည်ကတော့အာကာမင်းပဲဖြစ်ပါတယ်ခင်ဗျာapp နာမည်ကတော့ Weifu ဆိုတဲ့ app တစ်ခုဖြစ်ပါတယ်ခင်ဗျအဲ့တော့ Weifu ဆိုတဲ့ app ကိုကျွန်တော်တို့ဒီ Play Store မှာပဲလွယ်လင်းတစ်ခု download ဆွဲယူလို့ရပါတယ်နော်ကျွန်တော်လည်းအတူတူတစ်ချက်လောက်လိုက်ကြည့်ပေးပါအဲ့တော့ကျွန်တော်တို့ Play Store ကိုသွားမယ်သွားပြီးတော့ WAVE way FU1 full Weifu ဆိုပြီးရိုက်ရှာလိုက်အောင်ပါပဲအဲ့ကြလို့ရှိလို့ရှိရင်ဒီလင်းမိုင်ပုံလေးနဲ့ app ပုံ app လေးကြားလာလိမ့်မယ်ပေါ့နော်ဒီမှာပါ Weifu ဆိုတဲ့ app ပါ Vegan a creator ပါသူကတော့ creator တွေကိုအဓိက target ထားပြီးတော့ဖွင့်ပေးထားတဲ့ app တစ်မျိုးပါဒါပေမဲ့မြန်မာနိုင်ငံကိုလုံးဝမပိတ်ပင်ထားပါဘူးဘန်လည်းမဘန်ထားပါဘူးကျွန်တော်တို့ဘာ BBM မှလည်းခံစရာမလိုသေးပါဘူးအခုချိန်ဒီ copyright တွေဘာကြီးလဲသူမထားသေးပါဘူးပေါ့နော်တတ်မှတ်ချက်တွေမရှိသေးဘူးအခုမှစလုပ်ပေးတာဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော်တို့ဒီ app ထဲကိုဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ရဲ့မွေးနေ့ရွေးပေးပေါ့နော်ကိုလှုပ်ချင်တဲ့မွေးနေ့ကိုကျွန်တော်တို့ရွေးပေးရပါမယ်ကျွန်တော်မွေးနေ့ဒါကတော့မိတ်ဆွေတို့ကိုဖွင့်ချင်တဲ့ကိုရဲ့မွေးနေ့ကိုဒီထဲမှာရေးပေးလိုက်အောင်ပါပဲနော်မွေးနေ့ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မင်းရွေးပူးရည်ဆိုလို့ရှိရင်တော့ဒီမှာ continue ဆိုတဲ့ဟာလေးကိုတစ်ချက်ဆက်နှိပ်လိုက်ပါနှိပ်ပြီးရတဲ့အချိန်ကျရင် तू ကဒီ Google account နဲ့ပဲ तू ရွေးခိုင်းတာပါတယ်အဲ့တော့မိတ်ဆွေတို့ဖွင့်ချင်တဲ့ Gmail account တစ်ခုနဲ့တော့ဒါရွေးပေးလိုက်ပေါ့နော်ရွေးပေးလိုက်လို့ရှိရင်ခဏစောင့်လိုက်ပါ user name သူရွေးခိုင်းတယ်အဲ့တော့ user name ကတော့ကိုမိတ်ဆွေတို့အဆင်ပြေတဲ့နာမည်ကို user name ထားပေးလို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ကျွန်တော် channel name နာမည်ပဲဒီ RG ကိုပဲရွေးပေးလိုက်ပါတယ်ဒီမှာတချို့ကဒီ profile picture တွေဘာတွေလည်းတစ်ခါလေးထည့်လို့ရပါတယ်အဲ့မှာကိုကဘာကိုစိတ်ဝင်စားလဲဆိုပြီးတော့သူကရွေးခိုင်းတာပါတယ်ကျွန်တော်တို့ Facebook ပုံစံမျိုးပါပဲ Facebook YouTube TikTok ပုံစံမျိုးပါပဲဘာကိုစိတ်ဝင်စားရလဲပေါ့နော်အဲ့တော့ဒီထဲမှာကိုကဘာအကြောင်းတွေကိုစိတ်ဝင်စားလဲဘယ်လိုအကြောင်းတွေကိုတင်မယ်ဆိုတာကိုဒီမှာရွေးပေးရပါမယ်ဒီ account နာမည်ကို Vegan a creator ပါ creator တယောက်ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့သူကလည်း refer တော့ရှာရပါတယ်တခုရှိတာကဒီကောင်ကဒီတချို့တော့အခုပတ်စံရနေတဲ့လူတွေရှိနေပါပြီအဲ့တော့ကျွန်တော်တို့စကန်မဖြစ်ဖို့ပဲအရေးကြီးပါတယ်ပတ်စံရလာလို့ရှိရင်တော့ဒေါ်လာရလာလို့ရှိရင်တော့ကျွန်တော်တို့ဘယ်ကနေထုတ်မလဲဆိုတာတော့ဒါမတည်သေးဘူးပေါ့နော်သူဘယ်လောက်ကန့်သက်ချက်ရှိရဲဒေါ်လာဘယ်လောက်ဆိုလို့ရှိရင်တော့ PayPal ကနေထုတ်ရမလားဘယ်နဲ့ပဲချိတ်ထုတ်ရမလားဒါတော့မတည်သေးဘူးအကဖြစ်နိုင်ဆုံးကတော့ PayPal နဲ့ပဲထုတ်ပေးဖို့များပါတယ်ဒီထဲမှာဒါကျွန်တော်တို့ funny တင်ပါလား foodie လားဒါကိုကြိုက်တဲ့အရာလေးပေါ့နော်အများကြီးပဲ motivation နဲ့ပတ်သက်တဲ့ဟာလားပေါ့နော်အခုကြိုက်တဲ့ဟာကိုခေါင်းစဉ်လေးကိုရွေးလိုက်ရုံပါပဲဒီပွားလို့ရှိလို့ရှိရင်တော့ကျွန်တော်ဒီမှာကျွန်တော်ကတော့ဒါ sample တင်ပေးထားတာပေါ့နော်ကျွန်တော် Facebook မှာညတော့လိုက်လွှင့်ခဲ့ပြီးတဲ့အရာလေးကိုဒီပုံလေးနဲ့တင်ပြီးတော့စာသားကိုဒါကျွန်တော်ဒီထဲမှာရေးချပေးလိုက်မယ်ဒါ post တင်တာနဲ့အတူတူပဲပေါ့နော်အဲ့တော့ပေါ့နော်ဒါရေးပေးလိုက်ရုံပါ caption ရရေးပေးလိုက်ရုံပါပဲပြီးရင်ဒီအောက်ကဒီ post တင်တဲ့ဟာလေးကိုဒါနှိပ်ပေးလိုက်ရုံပါပဲဒုံးမြန်လေးလိုမျိုးပြီးတက်သွားပါပြီဒါဆိုရင်တော့ဖြစ်သွားသူ့ရဲ့ပုံစံကသူကဘာနဲ့တူလဲဆိုတော့ TikTok နဲ့တူပါတယ်ဒီမှာအပေါင်းခလုတ်ကိုနှိပ်ပြီးတော့ကိုက post တွေတင်လို့ရပါတယ်ပြီးတော့ဒီထဲမှာမြန်မာတွေတော်တော်များများရောက်နေပါပြီပေါ့နော်တချို့မြန်မာတွေရှိနေပါပြီအဲ့ထက်မှာဒါသူ့ရဲ့ဒီလိုအပ်ချက်တွေရောရှိရပေါ့နော်ကိုတို့creator တယောက်ဖြစ်လာဖို့အတွက်သူ့ရဲ့လိုအပ်ချက်တွေရောရှိတယ်အဲ့ဒါကိုကျွန်တော်ဆက်ပြပေးပါမယ်အဲ့တော့ဘယ်ထဲမှာကြည့်ရမလဲဆိုတော့ဒီ profile ကိုသွားပြီးဒီ setting ပုံလေးရှိရပေါ့နော် setting ပုံလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါနှိပ်တဲ့အချိန်ကြလို့ရှိရင်ဒီမှာကျွန်တော်တို့အဲ့မှာ creator ဆိုတဲ့ဟာလေးရှိရပေါ့နော် creator ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ရင်ဒီမှာပါပြီဗျသူကဒီ total က super like 5ခုဒါမှမဟုတ်လို့ရှိလို့ရှိရင်ကျွန်တော်တို့ကဒီ15ယောက်ပေါ့နော်လူ15ယောက်ကျွန်တော်တို့ငွေချင်း15ယောက်ကိုကျွန်တော်တို့ invite လုပ်ပေးရမယ်ပေါ့အဲ့လားဆိုလို့ရှိရင်ကျွန်တော်တို့ဒါ creator ဖြစ်ပါတယ်အဲ့ဒီအချိန်ကြာလို့ရှိလို့ရှိရင်15ယောက်ကို invite လုပ်ပေးရဒါမှမဟုတ်ကျွန်တော်တို့တင်တဲ့ post ကနေပြီးတော့ super like က5ခုရမယ်ဆိုလို့ရှိရင်တော့အသေးပေးရလူ9ယောက်ရှိုံနဲ့ဒါကျွန်တော်တို့ creator တယောက်ဖြစ်ပြီပေါ့အဲ့ကြလို့ရှိရင်ကျွန်တော်တို့ဖွင့်ပေးသွားပါပြီဖွင့်ပေးတဲ့အချိန်မှာကျွန်တော်တို့ဘာဗီဒီယိုတင်သူကပတ်စံပေးပါတယ်ဒေါ်လာစပေးပြီပေါ့နော်အဲ့တော့ line 5ခုရရုံနဲ့ဒါကျွန်တော်တို့ monetization အောင်တယ်ပေါ့နော်အဲ့လောက်ထိကိုကောင်းပါတယ်ဒါပေမဲ့တခုရှိတာကအခုမှစပေးတုံးဖြစ်တဲ့အတွက်နောက်ပိုင်းဒေါ်လာဝင်လာလို့ရှိရင်တော့ဘယ်ကနေထုတ်မလဲဘယ်လိုထုတ်ရမလဲဆိုတော့ဒါနောက်ပိုင်းမှာစက်တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဒီ app လေးကတော့ဒါအခုမှအသစ်ထွက်တာဖြစ်တဲ့အတွက်ဒီ TikTok လိုပုံစံမျိုးလဲကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ creator လုပ်ချင်တဲ့လူတွေအတွက်သူ့နာမည်တိုင်း Vegan creator တယောက်ဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒီ app လေးကြောင့်ကျွန်တော်ပြပေးသွားတာပါဖြစ်ပါတယ်ဒါလို့ဒီကနေပြီးတော့ကျွန်တော်ဆက်ပြီးတော့ try ကြည့်လို့အကြောင်းတစ်ခုခုထူလာရရှိလို့ရှိရင်လည်းဆက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြတာပေါ့ခင်ဗျာ